မင်္ဂလာပါရှင် writing အားနေတဲ့ကလေးလေးတွေ essay ကြောက်တဲ့သူလေးတွေရာဒီ channel တူတူတစ်ခါလေးရေးကြည့်ရအောင်တချို့ဒီတစ်ခါရေးသွားမယ့် titles လေးရတော့ the health benefits of apples ဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင်ဒါဒီတချို့ဒီမှာရှိတဲ့ပန်းသီးရဲ့ကျန်းမာရေးဆိုင်ရာအကောင်းကျိုးတွေကိုထုတ်ဖော်ပြီးတော့ရေးသွားမယ့် expository writing အမျိုးအစားဖြစ်ပါတယ်ဒါကိုတော့တချို့ပါဝင်တဲ့ vocab level အရာရော sentence structure အရာရော B1 level လောက်ဆိုရင်စပြီးတော့ရေးကြည့်လို့ရပါပြီရှင်ကဲအရင်ဆုံးတချို့အတူတူစဉ်းစားကြည့်ရအောင်တချို့ရေးထားတဲ့အကြောင်းအရာကြီးတွေကိုကြက်ပြီးတော့ရေးရမယ်လို့ဆိုလိုတာမဟုတ်ဘူးကိုရေးချင်တဲ့ကိစ္စလေးတွေကိုရေးချင်တဲ့အကြောင်းအရာလေးတွေကိုတင်ပြချင်တဲ့အကြောင်းအရာလေးတွေကိုတချို့ဘလို့စဉ်းစားသွားလဲဘလို့ sentence structure လေးတွေသုံးသွားလဲဝကြလေးတွေဘလို့ချိတ်သွားလဲဒါကိုလေ့လာပြီးတော့ရေးစီချင်တာဖြစ်ပါတယ်เนาะဒီနေရာမှာဆိုရင်လေတချို့ဒီပန်းသီးမှမဟုတ်ပါဘူးကိုကတကယ်လို့တခြားအသီးအနှံလေးတွေရဲ့ကောင်းကျိုးလေးတွေကိုရေးချင်တယ်ဒါဆိုရင်လေအစားသွင်းပြီးတော့ရေးနိုင်ပါတယ်ရှင်ဒါမှမဟုတ်တခြားသောဒီအသီးအနှံမဟုတ်တော့ဘူးအစားအစာမဟုတ်တော့ဘူးဥပမာအဖြစ်ဒါ internet benefits တွေဒါမျိုးတွေဆိုရင်လည်းတချို့ပြောင်းလဲပြီးတော့ဒါကိုညံကိုလွှာသုံးပြီးတော့ရေးလို့ရတယ်ရှင်ကဲအရင်ဆုံးလေးကတော့ brainstorming section လေးနဲ့စကြည့်ရအောင်တချို့ရင်ဆုံး brainstorming လုပ်ရမှာကတော့ကျင်းတီပေါဒီပန်းသီးနဲ့ပတ်သက်တယ်ဆိုရင်လည်းပန်းသီးနဲ့ပတ်သက်တဲ့ information တွေကတချို့ဒါအကျိုးကျေးဇူးလေး၃ခုလောက်ကိုအရင်စဉ်းစားကြည့်ပါတကယ်လို့ကိုကဒါလေးနဲ့ပတ်သက်ပြီးရုတ်တရက်မစဉ်းစားမိဘူးဆိုရင်လည်းတချို့ဒါအကြောင်းအရာလေးကိုရှာဖွေပြီးတော့သူ့ရဲ့ကောင်းကျိုးလေးတွေကိုရှာဖွေပြီးတော့အရင်စဉ်းစားထားနိုင်နေရှင်โอเคเนาะကဲဒါဆိုရင်တချို့အကျိုးကျေးဇူးလေး၃ခုလောက်ဒါစဉ်းစားပြီးပါစဉ်းစားပြီးသွားပြီဆိုရင်တချို့ဒီဗီဒီယိုပိုင်းလေးထဲမှာကတော့ sentence structure လေးတွေကိုအဓိကထားပြီးသင်ပေးပါမယ်ဒါလေးကိုနောက်ထပ် part 2လေးလည်းရှိသေးတယ်အဲ့ဒီ part 2အပိုင်းလေးမှာတော့တချို့ paragraph ကိုတွေ့ရမှာဖြစ်တယ်ရှင်ကဲဒါဆိုဒီချင်ကလေအဲ့လိုကောင်းကျိုးလေးတွေပြောပြရတယ်တခုခုမှာပါဝင်တဲ့အကြောင်းအရာလေးတွေကိုပြောပြတဲ့အခါမှာအသုံးဝင်တဲ့စကားလုံးလေးတွေ sentence structure လေးတွေကိုသင်ပါမယ်ပထမဆုံးဒီချင်ပြောပြခြင်းတဲ့ pattern 1ကတော့ offer တခုခု तू ကဒီပစ္စည်းလေးကကိုရီကိုဒီအကျိုးကျေးဇူးတွေပေးတယ်ဒီလိုမျိုးတချို့ဖော်ပြခြင်းတဲ့အခါမှာသုံးလို့ရတဲ့ရိုးရိုးရှင်းရှင်း verb လေးရတော့ offer ဒါဆိုရင် oranges offer a high amount of vitamin C ဒါဆိုလိမ္မော်သီးတွေမှာ vitamin C ပမာဏမြင့်မြင့်ပါဝင်တယ်ဒါဆိုရင် तू ကပါဝင်တယ်ပေးစွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုတချို့ရနိုင်ပါတယ်ကဲဒါဆိုရင်ကိုရေးချင်တဲ့အသီးလေးရှိမယ်ပြီးရင်နောက်ဘက်က offer အနောက်မှာသူ့မှာဘာလိုမျိုးအကျိုးကျေးဇူးတွေပါဝင်လဲဥပမာ banana ဆိုရင်တချို့ဒါ great source of potassium တွေအများကြီးပါဝင်ပါတယ် berries သီးတွေမှာ antioxidants တွေပါဝင်ပါတယ်အစရှိသဖြင့်ဒီပစ္စည်းလေးမှာဒီအစားအစာလေးမှာဒီလိုမျိုးသဘောတရားလေးတွေဒီလိုအကျိုးကျေးဇူးလေးတွေပေးစွမ်းသည်ဆိုတဲ့ verb လေးနဲ့ရေးကြည့်ပါနော်ပြီးတော့ဒီနောက်ထပ်တစ်ခုလေးပြောပြချင်တာကလေကျမတို့ဒီဒါ January ပေါ့နော်ရေဘူးရဆန်ဆန်ဖော်ပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တို့သုံးသွားတဲ့အသီးအနှံအစားအစာလေးတွေကိုတော့ဒါတချို့တို့ countable nouns လေးတွေလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါအများကိန်းလေးပဲတချို့တို့သုံးပါတယ် plural nouns အနေနဲ့ပဲဒါသုံးသွားတယ်ရှင်ကဲ sentence pattern 2အနေနဲ့ကတော့ခက်ဆင်ဆင်ပဲ contain ဒီ verb လေးကိုသုံးမယ်ဆိုရင်လေဒီပစ္စည်းလေးမှာဒီအစားအစာဒီအသီးနှံလေးမှာတော့ဒီသဘောတရားတွေပါဝင်သည်ဆိုတဲ့သဘောလေးနဲ့ရေးလို့ရတယ်ရှင်ဒါပထမ sentence pattern 1နဲ့တော့တူတူပဲเนาะ apples တွေမှာလည်း contain fiber နဲ့ vitamin C တွေပါဝင်သည်ကဲဒါဆိုရင်ဒီပစ္စည်းလေးဒီအစားအစာလေးမှာဒီသဘောတရားလေးတွေပါဝင်သည်လို့ရေးလို့ရတယ်ရှင်ကဲဒါဆိုရင်အသုံးဝင်တဲ့ verb လေး2မျိုးကို study လုပ်ပြီးပြီနောက်တစ်ခုလေးကတော့ဒါစကားစုလေးပေါ့နော်စကားစုလေးဆိုတော့ BEP ရဲ့နေရာမှာတချို့တို့ MSR သုံးပေးမယ်ရှင်ဘာလို့လဲတချို့တို့တွေဒီအကြောင်းအရာရဲ့ကောင်းကျိုးကိုဖော်ပြနေတဲ့အတွက်ကြောင့်မလို့ပေါ့နော် a perfect choice ဆိုကောင်းမွန်တဲ့ရွေးချယ်မှုပြည့်စုံသောရွေးချယ်မှုတစ်ခုဖြစ်သည်အော်ဒါမျိုးဒါဆို Paris တွေက a perfect choice for a healthy snack between meals အစားအစာထမင်းတွေစားပြီးရကြတဲ့မှာကျမအင်းနဲ့ညီညွတ်တဲ့ snack လေးစားခြင်းရင်ဒါဆိုရင်ဒီအသီးလေးကကောင်းမွန်တဲ့ပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုဖြစ်တယ်ဒီလိုလှုပ်ချင်တဲ့သူတွေအတွက်ဒီလိုအရာတွေအတွက်ဒီပစ္စည်းလေးဒီအစားအစာလေးပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုဖြစ်သည်ဒါမျိုးရေးလိုက်တဲ့သဘောလေးနော် so berries are a perfect choice for breakfast မနက်စာတွေမှာဆိုရင်တော့မနက်စာများအတွက်မနက်စာအတွက်ဒီအတွက်ဆိုရင်ဒါဆိုရင် berries သီးလေးတွေက perfect choice ဖြစ်ပါတယ်။အော်ဒါမျိုးဒါဆိုဒီအတွက်ဒီအရာအတွက်ဒီလူတွေအတွက်ဒီတချို့ဖော်ပြမယ့်အစားအစာလေးကပြည့်စုံတယ်ဒါပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုဖြစ်သည်ဒါမျိုးလေးရေးလိုက်တာဖြစ်တယ်ရှင့်နော်ဒါဆိုကိုဖော်ပြခြင်းတဲ့ကောင်းကျိုးလေးကိုဒီလို sentence structure လေးနဲ့စူးစမ်းတည်ဆောက်ကြည့်ပါကဲပြီးတချို့တို့နောက်ထပ်တစ်ခုလေးလာကြည့်အောင်နော်ဒါလေးကအရှိရနံပါတ်3 C နဲ့ခက်ဆင်စင်မယ်နော်ကဲဒါလေးကကျ excellent source of ဒီပစ္စည်းလေးမှာဒီဟာတွေကတကယ်ကို excellent ဖြစ်
Jujuwa a yin yet kuni pipari. Gedaso, for example, oranges are an excellent source of vitamin C. Vitamin C stay gaumode a yin yet to coup pipari or damuli. Not daso di sasa lady. And now Pagati Cheru Popiats in it, that the body yari, gaunjuri, edi gaunjuri ye, that a yin yet to coup. Gaumon the a yin yet to coup pipari. This is a long phrase, Liu, told me or Sanax, they do that is out shin. For example, avocados they are an excellent source of healthy fats and fiber that they ဒါကောင်းမွန်တဲ့အရင်းမြစ်တစ်ခုဖြစ်တယ်။အော်ဒါမျိုး sentence structure လေးရေးကြည့်နော်။ဟုတ်ကဲ့ရှင်ရေးလို့ပြီးသွားရင်ဒီကျွန်တော်နောက်ထပ် phrase တစ်ခုအနေနဲ့ be hide in ဘာတွေမြင့်မားစွာပါဝင်နေဘာတွေတော့နှိပ်ပါစွာပါဝင်နေဒါမျိုးဒီကျွန်တော်ရေးကြည့်ရအောင်ရှင် For example avocados they are hide in healthy fats တွေမြင့်မားစွာပါဝင်နေ blueberries တွေ antioxidants တွေမြင့်မားစွာပါဝင်နေအစရှိသဖြင့်ပေါ့နော်ဒါဆိုဒီအစားအစာဒီအသီးနှံလေးမှာဒီသဘောတရားတွေမြင့်မားစွာပါဝင်နေဆိုတော့ဒီအခုတစ်ချက် highlight လုပ်ထားတဲ့ phrase လေးသုံးပြီးတော့ဖော်ပြလို့ရတယ်ရှင်တကယ်လို့ဒါတွေဒီလိုသက်သဘောတရားတွေတိတ်မပါဘူးဆိုရင်တော့တချို့စန့်ကျင်ဘက်ဖြစ်တယ်ပြီး low in ဒါလေးသုံးလို့ရတယ် strawberries are low in calories strawberries တွေက calories တွေတိတ်မပါဘူး grapefruits are low in sugar တကြားဓာတ်အချိုဓာတ်တွေတိတ်မပါဘူး apples are low in fats and sodium fats နဲ့ sodium ဓာတ်တွေတိတ်မပါဘူးကဲဒါဆိုစန့်ကျင်ဘက်ကလေးပေါ့နော်တချို့ဒီစကားလုံးလေးတွေဒီ phrase လေးတွေကိုနားလည်ထားမယ်ဆိုရင်အခုလိုမျိုးဒါအစားအစာတစ်ခုရဲ့ကောင်းကျိုးတွေဒါမျိုးတွေရေးတဲ့အခါမှာအများကြီးသုံးဝင်နေနော်ပြီးနောက်ထပ်တစ်ခုကတော့တချို့တို့ဒါ adjective clause ကိုသုံးလိုက်တာပုံစံလေးဖြစ်တယ်ရှင့်ဆိုဒါလေးကတော့ကိုနည်းနည်းလေးပေါ့နော် grammar knowledge လေးဒါကို study လုပ်ထားဖို့မယ်ဆိုရင်တော့ပိုလွယ်ပါတယ်ရှင့် For example bananas are high in potassium ဒါတချို့ရှိမှရေးတဲ့ potassium ဓာတ်တွေ bananas တွေကအမြင့်မားစွာပါဝင်နေဒါဆိုအဲ့ potassium ဓာတ်ဆိုတာဘာလဲဘာကိုထောက်ပံ့ပေးတာလဲဘာကိုထောက်ပံ့ပေးရဆို muscle functions တွေကိုထောက်ပံ့ပေးတာဖြစ်ပါတယ်။အော်ဒါမျိုးလေးနဲ့ဒီပစ္စည်းလေးဒီစနတော့ကတချို့တို့ရေးတဲ့ vitamin A vitamin C ဒါဒီဘာဖြစ်ပါတယ်ဘာအတွက်ကောင်းကျိုးရှိပါတယ်ဆိုတာတချို့တို့ဆက်ပြီးတော့ရေးသွားခြင်းတဲ့အခါမှာဒီ relative clause ကိုသုံးလို့ရပါတယ်ရှင် mangoes contain a high amount of vitamin A ဒါဆို vitamin A ဓာတ်တွေကဘာတွေဖြစ်တယ်ဆိုတာအနောက်ကနေတချို့တို့ဆက်ပြီးတော့ရေးသွားလို့ရတယ်နော်ဒါဆိုတချို့တို့ရှင်းပြခြင်းတဲ့သဘောတရားလေးကို for example ဒီမှာဆို potassium ဆိုတာဘာလဲမသိသေးတဲ့သူလေးတွေအတွက်တချို့တို့ခုလိုလေးရှင်းပြပြီးရေးလိုက်တယ် vitamin A ကဘာကိုကောင်းကျိုးပေးတာလဲမသိသေးတဲ့သူလေးတွေအတွက်တချို့တို့ခုလိုလေးရှင်းပြပြီးတော့ရေးလိုက်ပါတယ်ရှင် okay ကဲဒါဆိုဒီ sentence structure လေးတွေကတချို့တို့အခုရေးသွားမယ် title လေးအတွက်အများကြီးအထောက်အကူပြုတဲ့ sentence structure လေးတွေဖြစ်ပါတယ်ဒါဆိုတချို့ပြောသလိုကိုရေးချင်တဲ့အသီးအနှံတခြားတော့ပန်းသီးအကြောင်းရေးမှာပေါ့နော်ကိုကတော့လိမ္မော်သီးသို့မဟုတ်ရင် top သီးအစရှိသဖြင့်ကိုရေးမဲ့အသီးအနှံနဲ့ပတ်သက်တဲ့ information လေးတွေအရင်စုပါစုပြီးသွားပြီဆိုတချို့ခုလေး sharing လုပ်ခဲ့တဲ့ sentence structure လေးတွေနဲ့စူးစမ်းပြီးတော့တည်ဆောက်ကြည့်ပါရှင်ကဲပြီးတော့ရင်နောက်ထပ်လာမယ့်ပိုင်းလေးမှာတော့တချို့တို့တွေစာပိုက်တစ်ခုစူးစမ်းပြီးရေးကြည့်ကြပါမယ်ရှင်